ရောက်မှမကောင်းကောင်းဆိုတာလည်းရှိပါတယ်အဲ့ဒီအချိန်ကျွန်တော်ဆိုလို့ကျွန်တော်တို့တကယ်ချင်းကိုသူရောက်ပြန်ပေါ်လာပါတယ်ကြည့်ကြပါခဏတစ်ပြုတ်စကားပြောရင်စိတ်သဘောထားကောင်းလိုက်တာပြုံးတွေနဲ့တစားဆင်ထားတဲ့သူ့မျက်နှာဟာလားမြေပမာအချိန်တွေပြေးလာကြမှာသူ့အကြောင်းကိုသိရတာရောက်ကမဆိုတဲ့ဂုံပုတ်ကိုလွယ်သုံးစားလုံးကြတာသမတ်ဖြစ်တဲ့ငါမျက်နှာဆယ်ပြားစိလောက်ရှိတော့တာဒါတွေကိုထားလိုက်ပါချိန်တန်ရင်တော့သိကြမှာရောက်ခမရက်ဆက်မှုကိုခံခဲ့ရတာနှစ်နဲ့ကြာမိမယူပြီးစိတ်ပြောင်းငါဘဝကတိတ်မကောင်းလာကထုတ်တဲ့ရက်ကြာရင်ဆက်ဆံရေးကတိတ်ကောင်းရောက်ခမကြီးထွက်လို့သွားဖို့သူတောင်းရတာစိတ်မကောင်းပုံနာဒီနာသွားလာဖို့တော့ငါအိတ်ကဟောင်းလောင်ကျွန်တော်အဖက်ကရက်တီမဲ့သူတယောက်မှမရှိဘူးခွာကြီးကကျွန်တော်အပေါ်မျက်စိစပင်မွေးစုစကကြီးစကကျန်နဲ့ပြောနေလို့လည်းမထူးတော့ပါဝိရှိသမျှခံလိုက်အောင်ပေါ်ရောက်ခမရဲ့ရိတ်အောင်ပါမိမယူရာမမီရောက်ခမလုံးနိုင်ချူနေဒီမိမကိုကွာရှူလိုက်ရမလို့နေမလဲရောက်ခမဆိုရဲဖွာကြီးဆွေဆွေခုံနေတော်မီဒီတဲ့ချာရဲ့ဘယာဒီယာချာလာကိုရတော့မိမကြီးရှိပါသူ့အမေကိုကြည့်ကြပါခဏတစ်ပြုတ်စကားပြောရင်စိတ်သဘောထားကောင်းလိုက်တာပြုံးတွေနဲ့တစားဆင်ထားတဲ့သူ့မျက်နှာဟာလားမြေပမာအချိန်တွေပြေးလာကြမှာသူ့အကြောင်းကိုသိရတာရောက်ကမဆိုတဲ့ဂုံပုတ်ကိုလွယ်သုံးစားလုံးကြတာသမတ်ဖြစ်တဲ့ငါမျက်နှာဆယ်ပြားစိလောက်ရှိတော့တာဒါတွေကိုထားလိုက်ပါချိန်တန်ရင်တော့သိကြမှာရောက်ခမရက်ဆက်မှုကိုခံခဲ့ရတာနှစ်နဲ့ကြာဟာကြီးဒုက္ခပေးတာညာညာဆိုအိမ်မရဘူးမသိဘာမသိနဲ့အကြီးကျန်တဲ့ငါရဲ့ဘဝကိုမိမနဲ့ကြည်လူဖို့တောင်ချိန်ကသိမ့်မရမနဲ့ဆိုလေရုံးမတက်မီဈေးသွားရတဲ့ဒုက္ခအိမ်ပြန်ချိန်နောက်ကြရင်လေသူကအပြစ်ပြောတယ်အပြုံးမဲ့တဲ့မိမမျက်နှာလုံးဝမဟန်တာသိတယ်ရောက်ခမရဲ့ပွားစီအောင်ငေါက်တန်နေရှိတယ်ပေါက်ကရတွေဆုံးမတတ်တဲ့သူ့ကိုငါစိတ်ညစ်တယ်အပေါင်းတင်တွေကြရှက်လွန်လို့ကောင်းကြီးငုံချမိမယူပြီးစိတ်ညစ်ရတော့အလုတ်ကသိမ့်များရောက်ခမကိုကြောက်ရတယ်ကျွန်တော်ဇက်ထုတ်အားကြောက်စရာကောင်းတဲ့သူ့မျက်နှာကိုလုံးဝမေ့ချတွေ့သမျှလူအိမ်မော်ခေါ်ဆွေးနွေးကြမယ်ဓမ္မအကြောင်းငါနာတဲ့ကြားနေရတာအတင်းပြင်းတဲ့ပိုဒီကြောင့်ဈေးမသွားပဲအကျွေးစားတဲ့သူ့ရဲ့ချင်းကမက်ကောင်းရောက်ခမဆိုကြောက်လာပါပြီအမြန်ဆုံးပဲဘဝဗျာမိမယူတာမမီရောက်ခမလုံးနိုင်ချူနေဒီမိမကိုကွာရှူလိုက်ရမလို့နေမလဲရောက်ခမဆိုရဲဖွာကြီးဆွေဆွေခုံနေတော်မီဒီတဲ့ချာရဲ့ဘယာဒီယာချာလာကိုရတော့မီစပိတ်လိုက်ကိုသမီးမျက်နှာငဲကွက်လိုက်ထားတော်တော့မှနှစ်တွဲလဲနဲ့ဒုက္ခရောက်မယ်မှတ်လိုက်ကိုသမက်ကိုချစ်ရကောင်းမှမသိတဲ့ကိစ္စပဝင်းချင်းကဝိုင်းပြောလဲလုံးဝဖြေရှင်းမရဒီလိုပဲနေ့ကနေ့ဖြစ်နေရတဲ့ဒေါသအားလုံးသိအောင်ခုချိန်မှာကျွန်တော်ဆက်ပြီးပြောပြအဖွားကြီးမရှိတော့မှကျွန်တော်ရဲ့ဘဝသစ္စာဒီချိန်ရောက်တော့ခမရသမီးကိုစွမ်းကုန်ပဲချစ်ပြမိမယူရာမမီရောက်ခမချူနေဒီမိမကိုကွာရှူလိုက်ရမလို့နေမလဲရောက်ခမဆိုရဲ